ရိသတ်တွေကိုပါပြန်ပြီးအပြစ်တင်လာလို့ပရိသတ်တွေစီကနေအပြောခံနေရတဲ့မင်းသားအောင်စပူပရိသတ်တွေအားလုံးရဲ့ချစ်တော်မင်းသားကျော်လေးအောင်စပူကတော့ပြည်သူချစ်တော်စီကနေပြည်သူတွေစီကအပြောဆိုခံရမယ့်အခြေအနေကိုရောက်ရှိလိုသွားခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းပါပဲမင်းသားကျော်လေးအောင်စပူလို့ပြောလိုက်ရင်တော့ဇက်ပဲကရုပ်ရှင်မဲ့ထွက်အားပေးမယ်ဆိုတဲ့ပရိသတ်ပေါင်းများစွာစီကနေအားပေးခြင်းတကယ်နဲ့ရရှိထားတဲ့သူပါဒါပြင်မှာတော့ဘလိုမျိုးတိုက်ခိုက်တွေပဲရှိအမြဲတမ်းရှေ့ဆုံးကနေရှိနေပေးတာကလည်းဒီပရိသတ်တွေပဲဖြစ်တာကြောင့်အောင်စပူဆိုတဲ့နာမည်တစ်လုံးနဲ့အခုလိုမျိုးနေရာထိအောင်မြင်လာကြတာအားလုံးသိကြမယ်လို့ထင်ပါတယ်ဒါပေမဲ့လည်းမင်းသားကျော်လေးအောင်စပူကတော့သူ့ရဲ့ချစ်လာစွာသောပရိသတ်တွေပေါ်မှာကောက်ွယ်ပေးခဲ့ပြီးနားလည်ပေးရမယ့်အစားသူ့ရဲ့ပုံကိုရေးရနဲ့ပတ်သက်ပြီးအမြင်လွဲမှားတာမျိုးကြုံလာတဲ့အခါမျိုးမှာပရိသတ်တွေပေါ်မှာအပြစ်တင်လာခဲ့ကြပါတယ်သူ့ကိုအားပေးကြတဲ့ပရိသတ်တချို့ဆိုရင်လည်းဒါတွေလားလို့ပြောနေတဲ့အပြင်သူ့အနေနဲ့ဒီပရိသတ်တွေကြောင့်ပဲမျက်နှာပြက်စရာတွေဖြစ်ခဲ့တာကြောင့်အနုပညာတိုင်းဝိုင်းထဲမှာဘလို့မျိုးမျက်နှာပြရမလဲဆိုပြီးတော့အပြစ်တင်လာခဲ့တာပါဒီစကားကြောင့်ပဲအောင်စပူကိုအားပေးတဲ့ပရိသတ်တွေအားလုံးကလည်းဒေါသတွေဖြစ်နေခဲ့ကြပြီးမင်းသားကိုယ်တိုင်ကသူ့ကိုအားပေးတဲ့ပရိသတ်ကိုအခုလိုမျိုးအပြစ်တင်ပြောဆိုတာအခုလိုမျိုးအပြစ်တင်နေဆိုပြီးတော့ဝိုင်းဝန်းပြောဆိုနေကြကြပါတယ်တချို့ကတော့ဘူတယောက်စိတ်ရှုပ်စရာတွေကြုံတွေ့နေလို့အခုလိုမျိုးပြောမိတာပါဆိုပြီးတော့ဖြစ်တွေးခဲ့ကြတဲ့သူတွေလည်းရှိသလိုတချို့ကတော့အားပေးဖို့မတန်တဲ့မင်းသားဆိုပြီးတော့ရရဆက်ဆက်ပြောဆိုနေကြတဲ့သူတွေလည်းရှိကြပါတယ်ချောလိုမျိုးအနုပညာရှင်တော်မှာအော်ဒဇင်ကလေးရဲ့အမိပါဆိုပြီးတော့ထုတ်ပြရတဲ့ဆိုရင်ဒီလိုကလေးတွေရဲ့မိခင်တွေအတွက်စိတ်ခွန်အားတစ်ခုဖြစ်မယ်လို့ထင်ပါတယ်အော်ဒဇင်ကလေးတွေရဲ့မိခွင်တွေကတော့အရန်ကို stress ရှိပါတယ်။ချောရဲ့နာကဒီကားလေးမှာသူရိုက်ခဲ့တဲ့ character ကြောင့်တခုခုဖြစ်သွားမယ်ဆိုရင်လေကားရိုက်ကတာတမ်းပါတယ်လို့ပြောပြခဲ့ပါတယ်။အော်ဒဇင်မိခင်တွေကတော့အရန်ကိုမှဖိအားများပါတယ်။ချောလိုမျိုးပြည့်ပြည့်စုံစုံသမားတွေကတော့တိတ်ကိစ္စမရှိပေမဲ့လည်းမပြည့်စုံတဲ့မိဘတွေဆိုရင်တော့ဘလောက်တောင်တနာဖို့ကောင်းလဲ။အဲဒါကြောင့်လေသူတို့တွေကိုခွန်အားရစေမဲ့ character ကိုရွေးချယ်ခဲ့တာပါ။ချောကလည်းအော်ဒဇင်မိခင်တယောက်ပဲဖြစ်တယ်လို့မီဒီယာရှေ့မှာမရှက်မကြောက်ပြောဆိုခဲ့ပါတယ်။ဒေါက်တာပြောမှပဲအော်ဒီဆင်ဆိုတာတိချင်းတားကိုကြည့်ပြီးတော့ယွန်းကျိုးမရငိုခဲ့ရပါတယ်။ညဘက်တွေမှာအမကြေကွဲရပါတယ်။အမကတော့ဆရာကောင်းနဲ့တွေ့ခဲ့တာပါ။တသဆိုရင်လည်းအခုတိုးတက်နေပါတယ်။အမရောဆရာမတွေရောအကုန်လုံးစူးစမ်းခဲ့ရတာပါ။အော်ဒီဆင်ဆိုတာတော့အော်ဒီဆင်ယောဂခံစားနေရတဲ့ကလေးငယ်တွေရဲ့မိဘတွေဟာတော့စိတ်ဖိစီးမှုနဲ့စိတ်တက်ကြဝေဒနာတွေကိုအလွန်မင်းခံစားခဲ့ရတာပါ။ချောလိုမျိုးအနုပညာရှင်တယောက်အနေနဲ့လည်းဒီလိုမျိုးရိုးရှိတယ်ဆိုတာကိုပွင့်ပွင့်လင်းလင်းချပြခြင်းအပြင်အလားတူမိဘမိတ်ဆွေတွေအနေနဲ့လည်းစိတ်ခွန်အားဖြစ်စေမဲ့လို့မီချယ်ဆိုတဲ့ရုပ်ရှင်စကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။မိဘတွေရဲ့ပင်ပန်းဆေးရမှုကိုစာနာမိသလိုသူတို့ကိုလည်းအားပေးစေချင်တယ်လို့ပြောပြလာတဲ့သရုပ်ဆောင်ချောရဲ့နာစံထိတ်ထားဦးတို့နဲ့ယခုလိုမျိုးပြန်လည်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။